Hello you guys အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့ Magazine channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော် viewer တွေကိုငိုအောင်လုပ်ဖို့ဟုတ်ပါဘူး reading လုပ်ပေးဖို့လာတာဖြစ်ပါတယ် Okay quality reading လေးပေါ့နော်တနေ့ကနေနေ့ကMagazine စိတ်ချနေရအောင်ပြီးတော့မအားလို့ပေါ့နော်အဲအကြောင်းမလုပ်ပေးဖြစ်လိုက်ဘူးပေါ့နော်ဆိုတော့ဒီနေ့လုပ်ပေးပါမယ်ဆိုတော့ဒီနေ့ reading လေးကအရန် special ဖြစ်တယ်နော်မိုးရွာမှာနားထောင်လို့ကောင်းတဲ့ reading လေးပါဆိုတော့အလွမ်းတက်ခံဆွေးတက်ခံရှိတဲ့သူလေးတွေเนาะကျွန်တော်တို့သုံးတယောက်စီကနေပြီးတော့ message လေးတောင်းကြည့်လိုက်ကြရအောင်เนาะကိုပေါ့နော်တတိယလွမ်းဆွတ်ပြီးတော့ဝမ်းနေနေတဲ့သူရှိလားဆိုရင်မိကွန်းလေးကိုမေးပြီးတော့ကြည့်ပါမယ်เนาะ Okay quality သမားတွေကိုတတိယပြီးတော့လွမ်းဆွတ်နေတဲ့သူရှိလားဘယ်လိုမျိုးတွေတတိယပြီးဘယ်လိုမျိုးတွေလွမ်းနေရလဲဘာကြီးခံစားနေကြရလဲပေါ့နော် collective သမိုင်းနဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်းနဲ့မြင်အောင်လာလို့လည်းရတယ်ဒါမှမဟုတ်ကိုယ်လွမ်းနေမယ်ဆိုတော့ကိုယ့်ဘက်ကတော့တတိချသိရသူလည်းရှိရဆိုရင်ပေါ့နော်ဆိုတော့သူ့ကိုလည်းအောင်ဆိုင်ပြီးတော့ရွေးရရပေါ့နော်ဒါတော့ရွေးကြတော့မလို့ collective reading လေးဖြစ်တယ်ပေါ့နော် Okay ပါMarcus မှာ personal reading လေးလာယူလို့ရရင်တော့ပြီးတော့ Marcus မှာ workshop လည်းနောက်လာရင်မှရှိရမလို့အခုတည်းကကြိုပြီးတော့ join လာလို့ရပြီเนาะကျွန်တော် private group တွေကိုထည့်ပေးထားမယ်เนาะ Let's start the reading Okay ဘယ်သူတွေရောက်တတိယပြီးတော့ဝမ်းနေနေရမျိုးရှိမလဲပေါ့เนาะQuality သမားရဲ့အကြောင်းကိုသိရပြီးတော့ဝန်နေနေရသူ Okay Nine of Swords တဲ့နော် Nine of Swords လေးကိုမြင်တဲ့အခါမှာသူကလေကိုယ့်အကြောင်းတွေကိုအရန်တွေးမိနေရမျိုးတွေရှိတယ်နော်တတိယနေတယ်လွမ်းနေတယ်ကိုယ့်အကြောင်းတွေပဲအရန်စဉ်းစားနေရမျိုးတွေရှိနေရပေါ့နော်ကိုယ့်အရန်တတိယနေရမျိုးတွေရှိနေတယ်အဲ့လိုမျိုးလေးတွေ့ရတယ်နော်ပြီးတော့no contact ဖြစ်နေတဲ့သူတွေတွေ့ရနော် no contact ဖြစ်နေတယ် no contact မဖြစ်နေဘူးဆိုရင်လည်းသူနဲ့ကိုနေရလေအဲ့လိုအခုလက်တလုံးမှာပေါ့နော်စကားပြောရတာတိတ်ပြီးတော့အဆင်မပြေဘူးဆိုရလူမျိုးဖြစ်နိုင်တယ်ပေါ့နော်အရင်အတွေးများပြီးတော့လေအတွေးအရင်လွန်တတ်တဲ့ပုံစံမျိုးရှိရဲ့ fire source လေးက reverse ပေါ့နော် reverse လို့ပဲဖတ်လိုက်မယ်နော်ဆိုတော့အမေရဲ့ဒီမှာဒီ3ကတ်ကိုပေါင်းပြီးတော့ခန်းစားကြည့်လိုက်ရတာကလေသူကလေအဆင်ပြေပါတယ်ဆိုပြီးတော့ဟန်ဆောင်ပေမဲ့အဆင်မပြေနေဘူးပေါ့နော်နော်အဲ့လိုမျိုးလေးတွေ့ရတယ်သူကိုယ်ကိုလေ move on မလုပ်နိုင်အောင်တလားနော်ဆိုတော့အဲ့လိုမျိုးလေးတွေ့ရတယ်သူကလေသူ့မှာတခြားဦးစားပေးစရာပေါ့နော်အလုပ်တွေပါလေလုပ်နေနေကိုယ့်အကြောင်းတွေအရင်တွေးနေမိရမျိုးလို့နော်သူ့မှာတခြားဦးစားပေးစရာရှိတစ်ဖက်မှာရှိနေရင်တောင်မှကွာအဲ့ဒါကိုကသူ့ရဲ့ခေါင်းတွေကိုဝင်လာတယ်သူ့ရဲ့စိတ်ထဲမှာကိုယ့်ရဲ့အကြောင်းတွေပဲပြင်တွေးမိနေရဆိုပုံစံမျိုးတွေ့ရတယ်maybe သူနဲ့ကိုနေရ distance မှာရှိနေရဖြစ်နိုင်တယ်နေမြေချတာမြို့ချတာเนาะအဲ့လိုမျိုးလေးတွေဖြစ်နိုင်တယ်ဆိုတော့သူကကိုယ်စီလာခြင်းနဲ့လာတွေးခြင်းနဲ့ဆိုတာကြီးလည်းရှိတယ်ဒါပေမဲ့တစ်ဖက်မှာပေါ့နော်မာနလေးတွေခံနေရလို့လည်းခံစားရတယ်ပေါ့နော်ဆိုတော့ဒါတော့သူရဲ့ပုံစံအတွေ့အရန်များမျိုးတွေ့ရတယ်ဒီလားတခုဆိုရင်ကိုနဲ့ပတ်သက်အရန်အတွေ့လွန်နေအသေးစိတ်ကစအရန်အတွေ့လွန်နေပေါ့နော်ဒါလက်ရှိလူလည်းဖြစ်နိုင်တယ်လို့အတိတ်ကလူလည်းဖြစ်နိုင်တယ်ဒီလားကိုကလေဒီလူတွေစီကနေပြီးတော့တခုခုမျောလင်းနေရမျိုးလေးရှိကောင်းရှိနိုင်တယ်တဲ့လားအဲ့ဒါကိုဒီလူတွေကလေပေးတဲ့မပေးတဲ့ဥမာကိုကပေါ့နော်သူတို့စီကနေပြီးတော့အဆက်အသွယ်တခုခုမျောလင်းနေရဆိုရင်လည်းဒီလူတွေကကိုလာပြီးတော့ဆက်သွယ်တဲ့မဆက်သွယ်တဲ့အဲ့လိုစဉ်းစားနေရချိန်ဆနေရမျိုးရှိနေလိမ့်မယ်နော်ဆိုတော့အဲ့လိုလေးခံစားရတယ်ဗျအလုပ်ကိုအင်းနဲ့အားလိုက်စူးစမ်းပြီးတော့အလုပ်တွေဖိလုပ်နေရမျိုးတွေရှိနေတယ်နော် the hero fan နော်သူကိုသူအကောင်းဆုံးတိဆောက်ချင်တယ်ပြီးတော့လေ तू ကလေသူ့စိတ်တိုင်းကြလောက်ခွင့်မရှိတဲ့သူလို့မြင်ရတယ် maybe သူ့မှာအရင်ကမှတတိထားပြီးတော့နေရတဲ့အခြေအနေတွေပေါ့နော်သူမိဘတွေအကြောင်းလည်းဖြစ်နိုင်တယ်သူမိဘတွေကိုကြောက်ရတာမျိုးတွေအကြောင်းမလို့ကိုယ့်စီကိုပေါ့နော်ကိုလိုလလက်နဲ့သူမဆက်သွယ်နိုင်ဘူးသူလွမ်းတော့သူလိုလလက်မလွမ်းနိုင်ဘူးသူမှတခြားဦးစားပေးစရာအလုပ်ရှိနေရမျိုးဒါမှမဟုတ်လေတခြားသူ့ဘက်မှာပေါ့နော်ဒါကိုယ့်စီကိုလိုလလက်လာလို့မရတဲ့အခြေအနေမျိုးတွေရှိနေရမျိုးတွေတွေ့ရတယ်
နော်အဲ့တော့သူကိုယ်သူအကောင်းဆုံးဖြစ်အောင်တော့တည်ဆောက်နေပါတယ်သူကိုယ်သူအကောင်းဆုံးဖြစ်အောင်ပြောင်းလဲနေတယ်လို့သူပြောထားတယ်ပေါ့နော်သူအကောင်းဆုံးစူးစမ်းနေရပေါ့သူအလုပ်တွေကိုအရင် focus ချပြီးတော့လုပ်နေရမျိုးတွေ့ရတယ်နော် okay Fire Pentacles နဲ့ Temperance နော် so they can move on ပေါ့နော်ကျွန်တော်အဲ့လိုလေးမြင်ရတယ်သူတို့ move on မလုပ်နိုင်ဘူးနော်ကိုယ်နဲ့ပတ်သက်ပြီးတော့ကိုเจ้าနေသူတို့မတွေးပဲလည်းမနေနိုင်ဘူးတွေးရင်လည်းသူတို့စိတ်ထဲမှာအဆင်မပြေဖြစ်ရတယ်ပေါ့နော်ပြီးတော့သူကဒီအတိတ်ကိုပဲပြန်သွားတာမျိုးတွေ့ရတယ်ဒါပေမဲ့သူအချိန်တစ်ခုပေးပြီးသွားတဲ့နောက်မှာတော့သူဒီအချိန်တွေကနေပြီးတော့သူဒီလိုမျိုးပေါ့နော်လွန်ဆွနေရတဲ့အချိန်တွေသူအရန်ပင်ပန်းနေရတဲ့အချိန်တွေကနေပြီးတော့လွတ်မြောက်သွားနိုင်လိမ့်မယ်လို့တော့မြင်ထားတယ်ပေါ့နော်ဒါပေမဲ့သူအခုချိန်မှာတော့တော်လေးကိုပဲနေနေရပေါ့နော်ကိုယ့်ကိုလည်းတော်တော်နဲ့မေးလို့ရမှာမဟုတ်ဘူးပေါ့နော်အကယ်၍များသူ့မှာပေါ့နော်တခြားဥမာသူကတပ်ပါတီရှိတာဆိုရင်လည်းတပ်ပါတီရှိတယ်တခြားတယောက်ကိုရွေးချယ်သွားတဲ့သူတွေဆိုရင်လည်းတစ်ဖက်သူနဲ့သူနဲ့နှစ်ယောက်လုံးကအဆင်မပြေနေဘူးပေါ့နော်မပြေနေတဲ့ကြောင့်မလို့ကိုအဲ့လိုမပြေတဲ့အချိန်ဆိုကိုအရန်တတိယအမျိုးပေါ့နော်ဘာလို့ဆိုတော့ကိုကသူ့အတွက်ပေါ့နော်တကယ်မှ supportive ဖြစ်ခဲ့တာသူ့နားမှာရှိနေစင်တော့ကိုကသူ့ပေါ်အရန်ကောင်းခဲ့တာဒါမှလည်းရှိနေရဆိုရင်လည်းပေါ့နော်ကိုကဒါသူ့ရဲ့စိတ်ကိုတကယ်နားလေပေးနိုင်တဲ့သူတယောက်ဖြစ်တယ်ဆိုတာသူနားလေနေရမျိုးမြင်ရတယ်တခြားသူတွေအကုန်လုံးကလေသူ့နားမလဲပေးနိုင်ဘူးတိလားသူ့ရဲ့စိတ်အပြောင်းလဲကိုဘယ်သူမှလက်မခံနိုင်လောက်ကြအောင်เนาะကိုလောက်ဘယ်သူမှလက်မခံနိုင်လောက်ကြအောင်เนาะဆိုတော့အဲ့ဒါကိုလေသူသိရယ်เนาะသူသိရယ်တဲ့ကြောင့်မလို့သူကိုစီကိုအရန်လာခြင်းနဲ့လမ်းလာခြင်းနဲ့ကိုလာပြီးတော့တောင်းမဲ့ခြင်းနဲ့တခုခု offer လုပ်ချင်တာမျိုးရှိတယ်เนาะဒါပေမဲ့သူခုချိန်မှာပညာရေးတို့အလုပ်ကိုင်းတို့အဲ့ဒါတွေကိုအရင် focus ထားနေရမျိုးတွေ့ရတယ်သူအလုပ်ပဲဖိလုပ်နေရပေါ့နော်သူရဲ့ဒီ emotion တွေကိုသူပျောက်နိုင်အောင်ဖျောက်တဲ့သဘောပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဆိုကြည့်အောင် Love Island message လေးရနေပေါ့နော်ဆိုသူကိုပြောင်းလဲတိဆောက်နေတယ်ဆိုတော့မှကြည်အောင်ကြားတယ်ဘာမှတော့မထွက်ရသေးဘူးကိုကြည့်လိုက်ဟမ်မာနော်ဒါ repeating ပြန်ပြီးတိဆောက်နေရဆိုရဲဟာကိုပြတာနော် okayအဲ့တော့ဒီဆက်ဆံရေးလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခုခုသိရမလားဖြတ်ပေးပါအောင် okay twin flame နော် okay ဒါကတော့အဲ့လို soul connection တွေနော် soulmate တို့ twin flame တို့ယုံကြည်တဲ့သူတွေပဲဒီ energy ကို accept လုပ်ပါနော်သူနဲ့ကိုယ်နေရရင်းနေရ energy မျိုးဖြစ်တယ်သူကမီးဆိုကွာရှည်ပေါ့နော်သူကအဖြူဆိုကွာအနက်ပေါ့နော်သူလိုချင်တဲ့ဟာသူဖြစ်ချင်တဲ့ဟာကိုဖြစ်ချင်တဲ့ဟာတိတ်မတူကြဘူးပေါ့အဲ့လိုမျိုးလေးတွေ့ရတယ်ဒါကလည်းနှစ်ယောက်ကို balance ဖြစ်သွားစေရလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ union နဲ့เนาะ union ဆိုတော့နှစ်ယောက်ပေါင်းစုံစီရဖို့လေမြင်ပါတယ်ပြန်ဆုံရမှာမျိုးတွေမြင်ရတယ်ပေါ့နော်အကယ်၍ဒါပြတ်သွားပြီးသား X day အတိတ်ကလူတွေဆိုရင်တော့ reunion ပေါ့နော်ပြန်ပြီးတော့စုံစည်းခြင်းဆိုတဲ့ဟာလေးဖြစ်မယ်သူနဲ့ကိုယ်နဲ့နှစ်ယောက်ကလေတယောက်ရှိမှတယောက်ကပြေဆုံးတယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော် okay နောက်တစ်ခါကြည့်အောင် photographs looking at your photo missing new nostalgia make new memories နော်ကိုပုံလေးတွေကိုကြည့်ပြီးတော့ကိုနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုနဲ့တူတူရှိခဲ့တဲ့အကြောင်းအရာလေးတွေအဲ့ဒါတွေကိုပြန်ပြီးတော့သတိရနေတာလွမ်းဆွနေရမျိုးလေးတွေရှိနိုင်တယ်နော်ဒါကြတော့လေတော့ nostalgia feeling ဖြစ်တဲ့အကြောင်းမလို့အတိတ်ကအကြောင်းတွေကိုအရင်တွေးမိနေတယ်ဆိုတာလေးကိုပြထားရဲပေါ့နော်memory အသစ်တွေလည်းသူထပ်ပြီးတော့တိဆောက်ချင်တယ်ထပ်ပြီးတော့ဖြစ်ချင်တယ်ပေါ့နော်အဲ့တော့သူကိုနာကိုသူပြန်လာခြင်းနဲ့ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်နော်အဲ့လိုလေးခံစားရပါတယ် okay yes သူကိုစောင့်ကြည့်နေတယ်เนาะကိုဘာလေးလုပ်နေလဲကိုဘယ်သူရင်းနဲ့ပြောနေလဲသူကိုဘယ်ချိန်မှာ line တက်လာတယ်ကိုဘယ်ချိန်မှာ line ဆင်းသွားတယ်ကိုဘယ်လို story ကိုတင်လဲကိုဘယ်လို mind day တွေကိုတင်လဲเนาะဆိုတော့အဲ့လိုမျိုး like ကြည့်နေရ stock လုပ်နေရမျိုးတွေ့တယ် gaslighting ဆိုတဲ့ဟာမျိုးလေးရလေသူကတခါတည်းမှာတော့ quiz ကိုနည်းနည်း manipulate လုပ်ချင်တဲ့ပုံစံမျိုးလေးတွေ့ရတယ်เนาะသူ့စိတ်တိုင်းကြဖြစ်စေခြင်းနဲ့သူ့ရဲ့ပုံစံတွေကိုဝင်စေခြင်းနဲ့အဲ့လိုမျိုးလေးပေါ့နော်နည်းနည်းလေးအတ္တဆန်တဲ့ချက်ချင်းမျိုးလေးတော့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒါပေမဲ့ तू ကလေအဲ့ဒါကိုလေကိုယ်အသိမခံအောင်တလား तू အဲ့လိုကိုယ်နဲ့ပတ်သက်ပြီးတန်းတန်းဆွဲဖြစ်နေရကိုယ်ကိုလည်းအရင်ဆွဲလန်းနေရမျိုးနော်ကိုယ်ကြောင့်လည်းအမြဲတမ်း तू ကောင်းထဲမှာတွေးနေရကိုယ်အမြဲစောင့်ကြည့်နေရတယ်ကို तू ကိုယ်ကိုအသိမခံအောင်ပေါ့နော်အဲ့တော့ခိုးပြီးတော့လာကြည့်နေရတော့ခိုးပြီးတော့ကိုယ်ကိုချောင်းနေရမျိုးလေးပေါ့နော်အဲ့လိုလေးပို့ပြီးတော့ဖြစ်ဖို့များတယ်ဗျနော် okay passion နဲ့တော့သူ20ရနော်နှစ်ယောက်ကြားမှာတော့ insane chemistry နော်အရင်ကမှထူးခြားတဲ့ chemistry တော့ရှိတယ်နှစ်ယောက်ကအတူဆုံခဲ့တော့အတူရှိခဲ့စဉ်တုန်းကတော့အရင်ကမှပျော်စရာကောင်းခဲ့ပြီးတော့ပေါ့နော်အရင် excitement တွေရှိတဲ့ connection ပေါ့နော် passion ဆိုတာကတော့လေကိုကလေသူနဲ့အတူတူပေါ့နော်ဥမာစကားတွေပါပြောပြီးသွားတဲ့အချိန်နော်သူနဲ့အတူတူရှိပြီးသွားတဲ့အချိန်တွေမှာဆိုရင်ကိုကအလုပ်တွေကိုပို့လုပ်ချင်လာတာမျိုးကိုကသူ့အတွက် motivation လေးဖြစ်သွားတာမျိုးပေါ့နော်
ကိုကြောင့်နေသူ့မှာအများကြီးစူးစမ်းဖြစ်တယ်ဆိုတာမျိုးပေါ့နော်ကိုကသူ့အတွက် compliment ဖြစ်စေရနော်သူ့ဘဝတွေကိုပြည့်စုံအောင်ကိုကလုပ်ပေးရအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့လို chemistry လေးတွေ့ရတယ်။နောက်ကသူတို့ရှိရင်တော့အရန်ပျော်ရတယ်ဒါပေမဲ့နှစ်ယောက်ကလေlong distance ဖြစ်တဲ့ကြောင့်မလို့ပေါ့နော်အပြင်မှာစုံတဲ့အချိန်တော့ပျော်ရတယ်ဒါပေမဲ့အပြင်မှာမစုံတဲ့အချိန်တွေမှာသူ့ဘက်ကနေကိုနဲ့ပတ်သက်ပြီးတော့အတွေ့အရန်အလွန်နာမျိုးတွေကိုယ့်ပုံမှာအရန်အောင်မှာစိတ်မချတဲ့ခံစားချက်တွေပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့ရတယ် healthy choice နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့လေလက်ရှိ current energy နဲ့လေ current relationship တွေနဲ့နောက်တစ်ခုဘာတွေထပ်မြင်လဲဆိုတော့ X ရောမြင်နေပေါ့နော်။ဒါပေမဲ့ X ဆိုရင်တော့လေနေရာလုံးက healthy choice တွေလုပ်ဖို့လိုအပ်နေရပေါ့နော်။ကိုပိုချစ်ဖို့လိုအပ်နေရတဲ့နော်။ဒါတော့တေးတွက် message လေးဖြစ်ပါလိမ့်မယ်ကျွန်တော်ဖတ်ပြမယ်ပေါ့နော်။ Make healthy choices နော်မှန်ကန်တဲ့ကိုယ့်အတွက် right ဖြစ်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်ပေးပါအခြေရေးမှာရောကိုယ့်ရဲ့ဘဝမှာရောเนาะဆိုတော့ကိုလည်းပိုချေကိုလည်းပို view site ပိုပြီးတော့ပြောင်းနေပေါ့နော်ဆိုတော့အဲ့လိုလေးပြောထားတယ်အဲ့ဒါကဒါ healthy choice ပေါ့အဲ့တော့ဘလိုလူတွေကိုဘလိုပဲရွေးချယ်နောက်ဆုံးကိုရွေးချယ်ရမယ်တော့ကိုပဲပေါ့နော်အဲ့တော့ကိုတော့ရွေးချယ်ဖို့မမေ့ပါနဲ့လို့ပြောထားတဲ့ message လေးဖြစ်တယ်အဲ့တော့ read and die and then ကျွန်တော်11တော့မြင်လိုက်တယ် read and die not like motivation speaker တွေand then ကျွန်တော် podcast တွေမှာအမြဲ selfless ဆိုလူတွေလည်းဒီ selfless ဆိုရင်စကားကြီးကိုကြောက်နေတော့ပြီးဘာလို့ဆိုတော့အမြဲကိုပဲချက်ခိုင်းနေတာတကယ်တော့ကိုချက်ဖို့ကလေအခက်ဆုံးပဲဗျ separation နော်လာပြီ sadness missing you thinking about you yearning unsure of future yes သူကိုနဲ့ပတ်သက်ပြီးတော့ future ရေးရသူစဉ်းစားလို့မရအောင်ဥမာပြတ်ချဲသွားပြီးသားနော်ကိုနဲ့ဆက်တယ်မရတဲ့သူဆိုရင်လည်းဆက်တယ်ပြန်ရပါမလားဆိုတော့လည်းသူအရင်မသေးချာမရေးရဘူးပေါ့နော်သူအရင်စိတ်ပူနေရတယ်ဝမ်းနေနေရတယ်အတူတူရှင်းနေရဆိုရင်လည်းဘယ်ချိန်မှများဝေးသွားမလဲဆိုတဲ့ကိစ္စတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတွေးနေမိတယ်သူအဲ့လိုဝေးသွားမှအောင်တွေးကြောက်တဲ့သူပေါ့နော်အခုကျွန်တော် SIC ရဲ့ဝေးရမှာတွေးကြောက်သူလားအဲ့တချင်လေးနားရကြတယ်နော် so okay Base of attack လေးကြည့်အောင် The Golden Mirror self-absorbed narcissist one-sided relationship love bombing okay so ဒီ connection ကဆက်ဆက်တွေ့ချင်မှာတော့အရန်အောင်မှာပြောဖို့ကောင်းခဲ့လိမ့်မယ်အရန် excitement အရန်ရှိတဲ့ connection ပေါ့နော်ဟာ potential အရန်ရှိတယ်သူနဲ့ငါနဲ့ကတော့ဟာတကယ်မှသူ့ကိုချစ်လိုက်တာသူနဲ့ငါနဲ့ကအရန်အောင်မှာအဆင်ပြေပြီတကယ်မှ insane chemistry เนาะ user နိုင်လောက်တဲ့ chemistry မျိုးဒါပေမဲ့တကယ်တမ်းကျတော့တဖြည်းဖြည်းနဲ့ကျတော့တကယ်နားလည်မှုတွေနဲ့ညှိဖို့နိုင်ဖို့ပေါ့နော်အပြန်အလှန်ပေါ့နော် mutual understanding လို့ခေါ်မလားဆိုတော့အဲ့လိုမျိုးလေးတွေလုပ်ဖို့တက်ကကျတော့နှစ်ယောက်မှာအားနည်းချက်လေးတွေရှိတယ်သူ့ရဲ့အားနည်းချက်ကိုကလက်မခံနိုင်တာကိုယ့်ရဲ့အားနည်းချက်ကိုသူကလက်မခံနိုင်တာအဲ့လိုမျိုးတွေပေါ့နော် and then sub center နည်းနည်းဆန်တယ်ကိုပိုကြည့်တတ်တဲ့လူတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကြောင့်မလို့တကယ် relationship တစ်ခု healthy ဖြစ်ဖို့အတွက်တည်ဆောက်ဖို့အတွက်ကကျတော့ခက်နေတယ်ဒါကြောင့်မလို့အခုအချိန်မှာပေါ့နော်နှစ်ယောက်ဆက်ဆံရေးအတွက်အများကြီးပြင်ပြောင်းလဲရတယ်မလုပ်ဘဲနဲ့ကိုပဲပို့ပြီးတော့ချစ်စေချင်တယ်ပေါ့နော်ကိုပို့ပြီးတော့ရွေးချယ်ပေးပါကိုပို့ပြီးတော့ချစ်ပေးပါဆိုတဲ့ message လေးရတယ်နော် okay ကျွန်တော် my stick လက်ကနေကြည့်အောင်ပေါ့ဒီဆက်ဆံရေးလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ reading ကလည်းရှေ့မဲ့တင်ပါတယ်နော်ဆိုတော့အကယ်၍တဘောလုံးတေချာတပြိုင်တည်းမကြည့်နိုင်ရင်အဲ့လိုဖြည်းဖြည်းချင်းနားပြီးတော့ကြည့်ပေးပါနော် I guess collective reading ကိုပို့ပြီးတော့လုပ်ရတာအားရတော့အကုန်လုံးလည်းကြည့်ရအားရလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်အရင်ဆုံးလေကျွန်တော်ဒီ card တွေမထုတ်ခင်မှာပြောချင်တာကျွန်တော်ဒီမှာအသစ်တွေလောက်ထားတယ်နော်တော့စကားရယ်နော်စာရည်အသစ်တွေကျွန်တော်လောက်ထားတယ်အဲ့တော့ဒီ reading ကတော့ရှေ့တော့မှာပေါ့နော် okay ဆိုတော့တည်တဲ့နာလေးနည်းနည်းတော့ okay text message and send message နော်စာရေးပို့ပြီးတော့မှမရိုက်ရိုက်ပြီးတော့မှမပို့ဖြစ်တာနော်အဲ့လိုမျိုးနေချီလေးရတယ်နော်အဲ့တော့ကျွန်တော်ပြောပါတယ်နှစ်ယောက်ကပုံပွင့်လေးညှိနှိုင်းထားတာမျိုးတွေမရှိဘူးပေါ့နော်တကယ်တမ်းလေအဲ့လို connection အတွက်ညှိကြနိုင်ကြပြီဆိုရင်ဒီနှစ်ယောက်ကနားလည်မှုတိတ်မရှိတော့တာမျိုးဖြစ်နိုင်တယ်တကယ်တော့စသအဆုံးကပုံမှန်ပေါ့နော်ဒီတိုင်း excitement နေရှာတော့မှ date လုပ်တယ် spend time တူတူလုပ်ကြရင်ပြင်မှာပေါ့နော်တွေ့ကြရင်စကားပြောကြရဆိုတော့ဟာ insane chemistry သူနဲ့ငါနေကအရင်ကမှ chemistry မိတယ်အရင်ကမှပျော်ရတယ်ဒါပေမဲ့တကယ်တမ်းပေါ့နော်ဒီတက်ပို့ပြီးတော့လေးနဲ့တဲ့ layer တွေကိုသွားပြီးတိဆောက်ကြမယ်ဆိုရင်เนาะတကယ်မှcommitted ဖြစ်တဲ့ relationship လေးတခုတိဆောက်ကြမယ်ဟေးဆိုပြီးသွားလိုက်တဲ့အချိန်မှာကြာရင်နားလည်မှုတွေလွဲကုန်ရော break up တယ်เนาะနှစ်ယောက်ကအဆုံးသက်သွားတာမျိုးတွေတွေ့ရတယ်အဲ့တော့game မှာလက်ရှိ current relationship ကအခုလိုမျိုးပေါ့နော်ဒါနည်းနည်းအဆင်မပြေဖြစ်နေရနည်းနည်းလေး toxic ဆန်နေရဆိုရင်တော့ဒီ relationship လေးကရေရှည်ရောခံမှာမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့အခုတွေကကိုပို့ပြီးတော့ချစ်ပါ learn committed နော်
independent yes not my healthy choice နော်ကိုပိုချစ်ကိုပို cue side နော် independent ဖြစ်သူများကမှမမီခုံနဲ့ပေါ့နော်ကိုရဲ့ပျော်ရွှင်မှုကလေဒီလူကြောင့်ဖြစ်လာရဲဆိုတာမျိုးမဖြစ်စင်နဲ့ဒီလူကြောင့်ဒီလူနဲ့ပတ်သက်၍ကိုပျော်ရတယ်ဒါပေမဲ့ကိုရဲ့ပျော်ရွှင်မှုကဒီလူစီမှာအရင်ခံတာမဟုတ်ဘူးနော်အဲ့လိုမျိုးအဲ့လိုမျိုးယုံကြည်ထားဖို့လိုရယ်နော် travel နော်ခီးရသွားလိုက်ပါပျော်ရွှင်ခီးရထွက်လိုက်ပါနော်ကိုရဲ့စိတ်ကိုလွတ်ထားလိုက်ပါနော်ကိုပိုချစ်လိုက်ပါကိုပြောင်းထားနိုင်တာပဲဟုတ်တယ်မလား ace lover ရယ်နော်မေးလို့မရနိုင်သေးဘူးဒီလူတွေကလေ ace ဒီကိုရဲ့အတိတ်ကလူဒီလူပေါ့နော်သူတစ်ပြည့်မှာကိုနဲ့ပြက်ဆဲသွားတဲ့သူခေါင်းထဲကနေမထုတ်နိုင်သေးဘူးနော်တန်တလေးနဲ့တိုးတိတ်တန်တလေးဖြစ်နေသေးရပေါ့နော် grass is greener possibilities နော်ညခင်းလေးတွေကပို့ပြီးစိမ့်ဆိုလာတယ်တဲ့နော်ပြောချင်တာကလေတခုပေါ့ကျွန်တော်ခံစားရတယ်ကျွန်တော်တို့မပျော်လဲကဘာကြီးကလေပတ်နေရပဲကျွန်တော်တို့ပျော်နေလဲကဘာကြီးကလေပတ်နေရပဲနော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ကဘာကြီးကိုပေါ့နော်တကယ်ကိုမှလှပရဲဆိုရင်မျက်လုံးကလေးနဲ့ကြည့်လိုက်မယ်ဆိုရင်ကဘာကြီးကတကယ်လှပနေရပဲနော်မချီ unexpected နော်မုန်တိုင်းအနေနဲ့တိုက်ခိုက်နေတဲ့ကဘာကြီးကိုပဲမြင်နေရဆိုရင်ကျွန်တော်တို့ဘဝမုန်တိုင်းအနေနဲ့ပြည့်နေမှာဟုတ်ဆိုကျွန်တော်တို့ကကြောက်တာ哦နော်လူတွေကကိုကြောက်တဲ့အရာတွေကိုပဲ attract လုပ်မိကြတယ်နော်အဲ့ဒါကြောင့်မလို့ကိုကြောက်တဲ့အရာတွေကိုမဖြစ်စေချင်တဲ့အရာတွေဒါကိုဘဝမှာများသောအားဖြင့်ဖြစ်တတ်ကြတယ်ဖြစ်လေဖြစ်တာရှိကြတယ်ပေါ့နော်ဖြစ်ချင်တာနဲ့ဖြစ်တဲ့တာနဲ့ပေါ့နော်အဲ့ဒီအချိန်မှာကိုဖြစ်ချင်တာတွေကဒါတော့ဖြစ်တယ်ဒါပေမဲ့တကယ်လည်းဖြစ်လာတော့ကိုဖြစ်ချင်တာတွေလည်းမဟုတ်ဘူးကိုကြောက်နေတဲ့အရာတွေဖြစ်လာရဲဆိုတဲ့ဟာတွေပေါ့နော်အဲ့ဒါကြတော့ကိုရဲ့ perspective လို့ပဲပြောရမှာကိုရဲ့အမြင်ကိုရဲ့ရှုထောင့်ပေါ့နော်ဒီအရာပေါ်မှာကိုကြည့်ရဲ့ရှုထောင့်အရာဖြစ်တယ်လို့မြင်ရတယ်ပေါ့ဥပမာလှပတဲ့နေရာလို့မြင်ဒီနေရာလှပတယ်ပေါ့ဒီနေရာကြောက်ဖို့ကောင်းတဲ့နေရာလို့မြင်ကြောက်ဖို့ကောင်းတယ်ပေါ့ဥပမာတောင်ပေါ်တက်တယ်ပေါ့တောင်ပေါ်တက်တဲ့အချိန်မှာအမြင့်ကြောက်တဲ့သူဒီတောင်ထိပ်ဆုံးမှာမတက်သွားမရရဲ့ဘူးလှလာတော့တည်တယ်ဒါပေမဲ့ तू ကြောက်တယ်ဒီအမြင့်ကနေ तू ပြုတ်ကျသွားမှာကို तू ကြောက်တယ်ပေါ့နော်ဒါသူ့ရဲ့အမြင်ပေါ့မကြောက်တဲ့သူကလည်းကြောက်ကိုမကြောက်ဘူးတောင်ပေါ်မှာသွားပြီးကနေသွားလည်းရှိရပဲဒီလားပြောချင်တာကလူတွေကတယောက်အမြင်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့ကဘာကြီးကသူ့အတူလဲပတ်နေရတာဖြစ်တယ်နော်အဲ့တော့အမြင်တွေမတူတဲ့ဟာကိုသွားပြီးတော့ပြဿနာရှာနေလို့မရဘူးပေါ့နော်โอเคအမြင်မတူဘူးတယောက်နဲ့ပုံစံရှင်သန်မှုတွေလည်းမတူတဲ့အတွက်ကြောင့်မလို့ကဘာကြီးကတော့သူလှနေရပဲအဲ့တော့ကို့နာမှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားအကယ်၍ဒီလိုကကို့နာမှာမရှိတော့ဘူးဆိုရင်โอเคကို့မှာလက်ရှိနေတဲ့ကိုတန်ဖိုးထားကိုတငယ်ချင်းတွေကိုတန်ဖိုးထားနော်ကိုပျော်အောင်ထားအကယ်၍ဒီလိုနဲ့ကိုနေကလက်ရှိဆက်ဆံနေသေးရဆိုရင်ဒီလိုကိုပျော်အောင်ဘယ်လိုလုပ်ပြီးလို့ရမလဲဒီလိုနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကောင်းတဲ့အမြင်ဘက်ကနေမြင်ကြည့်ပေးOkay သူကတော့ငါ့ကိုချစ်လို့ပြဿနာရှာနေရပဲဥမာ jealousy issue လေးတွေရှိရဆိုရင် okay သူကတော့ငါ့ပေါ်မှာအရင်ချစ်လို့ငါ့ကိုမခွဲနိုင်လို့ငါ့ကိုဆွဲလန်းနေလို့ဒါမျိုးတွေလောက်တာဖြစ်တယ်အဲ့တော့ okay သူ့ကိုကောင်းတော့ဖြောင်းဖြပေးလိုက်မယ်ဆိုအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အမြင်ကိုပြောင်းလိုက်ရင်ကဘာကြီးကပို့ပြီးတော့စိတ်ကားလာမယ်ပို့ပြီးတော့အဆင်ပြေသွားမယ်စိတ်လန်းလာမယ်ပြောစိတ်ကားလာမယ်ကြည့်ပါဦးကဘာကြီးကပို့ပြီးတော့စိတ်လန်းလာလိမ့်မယ်နော်ပြီးတော့ဒီမှာ healing vibe လေးလည်းရတယ်ဒီမှာ just spiritual awakening နဲ့เนาะဆိုတော့ဒီ connection ကတင့်အပေါ်ကိုလုံးဝအောင်မှ change ဖြစ်စေတဲ့ connection ပဲဆိုတော့အခုတွေ့ခဲ့တာဒါမှမဟုတ်အခုတွေ့နေတာဒါမှမဟုတ်လွန်ခဲ့တဲ့ကာလကတွေ့ခဲ့ရပါတော့เนาะဆိုတော့ဒီလူကနေပြီးတော့ move on လုပ်ပြီးတော့နောက်ပိုင်းမှာ new life နဲ့တွေ့လာဖို့ရှိရလို့တော့ပြောထားရပေါ့เนาะအဲ့တော့ safety comfort เนาะအဲ့တော့ comfort ဖြစ်လေးနေပါကိုခုတော့ queue ဆိုင်လိုက်ပါအနားယူလိုက်ပါရှာကြမလို့သေးဘူးအချစ်ရှာကြမလို့သေးဘူးနော်ပေါ့ပါလီပဲစိတ်ကလေးထားပြီးတော့အနားယူလိုက်ပါအောင်တဲ့နော်ကဲဒီ deck လေးလှတယ်နော်ကျွန်တော်တို့သဘောကျတယ် okay လာပြီစကလုံးလေးကြည့်လိုက်ကြရအောင်နော်သူဘာပြောချင်နေလဲကဲကြည့်လိုက်ကြရအောင်ဆိုသူဘာပြောချင်နေလဲ what do they want to say to my colleagues I hope that you can forget me one day เนาะသူလုပ်ခဲ့တဲ့အမားတွေအတွက်ကိုကသူ့ကိုတစ်နေ့မှာခွင့်လွှတ်ပေးလာနိုင်မယ်လို့သူမျှော်လင့်ပါတယ်ပေါ့เนาะအဲ့လိုလေးပြောထားတယ် I look for you everywhere เนาะသူကိုတတိရနေရတိလားသူကိုအရန်တွေ့ချင်နေရမျိုးတွေရှိအဲ့တော့သူကိုစောင့်ကြည့်နေရဒီမှာပြော sunglasses เนาะစောင့်ကြည့်နေရလေးတွေရှိရဲကိုအစင်မပြေးလာเนาะကိုပြောမပြောရဲလား I love you ရယ်เนาะချစ်တယ်တဲ့ချစ်တယ်ဒါပေမဲ့ तू ကလေသူ့ရဲ့ဒီပေါ့နော်စိတ်ကိုပေါ့နော်အပြည့်အဝထုံးမပြချင်တဲ့သူဖြစ်တဲ့တည်းလားမာနကြီးရဲ့လို့ကျွန်တော်ခံစားရတယ်မာနကြီးရဲ့ဒါမှမဟုတ်မာနကြီးရမယ်မဟုတ်ရင်လေ तू က
လူတယောက်စီမှာပေါ့နော်ဒီအခြေရေးတစ်ခုကြောင့်နဲ့သူချစ်တယ်ဆိုရယ်ခံစားချက်တစ်ခုကြောင့်နဲ့လူတယောက်ရှိမှသူဒူးမထောက်လိုက်နိုင်အောင်ပေါ့နော်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ပေါ့နော်သူအရှုံးမပေးချင်ဘူးအဲ့လိုမျိုးလေးတွေ့ရတယ်ဒီလား I love you before you could leave me တွေ့လားကိုသူ့ထားခဲ့မှာအတွေးလိုနေကြောက်ပြီးတော့ကိုအရင်ထားခဲ့လိုက်တာမျိုးပေါ့နော်အမလီကောင်းလိုက်ကြတာကိုကသူ့ထားခဲ့မှာကြောက်လို့သူကအရင်ထွက်သွားတာတဲ့နော်အဲ့တော့သူ့အတူအတွေးတွေလုံပြီးတော့သူလှုပ်ချင်တာတွေလှုပ်သွားတယ်လို့မာကက်စ်ကတော့ခံစားရတယ်နော်စိုင်းနေရတော့ဒီမှာ Taurus တို့နော် Libra တို့ Gemini တို့ Aquarius တို့အဲ့ဒါအရင်မြင်တယ်နော်Sagittarius မြင်တယ်It's time for me to heal now သူခုတော့ပြန်ပြီးတော့ရင်းချက်လာပြီပေါ့နော်အဲ့လိုပဲပြောရမှာပဲသူကိုယ်သူပို့ပြီးတော့ you side တက်လာပြီသူစိတ်ကလေးကအရင်ကထပ်ပို့ပြီးတော့ healthy ဖြစ်လာပြီလို့တော့သူပြောထားတယ်ပေါ့နော်ဆိုတော့သူခုချိန်မှာတော့ healing လုပ်နေပါပြီတဲ့နော်သူနားနေပါပြီပေါ့နော် Okay so I want you ကိုမင်းကိုလိုချင်တယ်နော် I love when I saw you with someone နော်သူကကိုအဲ့လိုအရင်တဝင်တိုတဲ့ပုံစံမျိုးပေါ့နော်ကိုသူ့အနာကနေပျောက်သွားမှအရင်ကြောက်တာမျိုးကိုသူ့နာမှာမရှိတော့မှသူအရင်တွေးကြောက်တယ်ပေါ့နော်အဲ့ဒါမျိုးကိုတွေ့ရတယ်ဒီလားသူ့ရဲ့စိတ်မှာ jealousy တွေမြင်ရတယ်နော် possessive ဖြစ်တာပေါ့နော်ကိုအပိုင်းလိုချင်တာပေါ့နော်သူ့အပိုင်းကိုသူ့မှာအဲ့လိုမျက်စောင်းလေးနဲ့ထိုးတော့မကြိုက်ဘူးဆိုတဲ့လူမျိုးအဲ့လိုမျိုးဖြစ်နိုင်တယ်ကဲကြည့်ရအောင် Hermit Tarot လေးထုတ်ပေးမယ်နော်ကဲသူဘာပြောချင်နေလဲ I would do anything for you ကိုမေးတဲ့ဆိုရင်အကုန်လုပ်ပေးနိုင်တယ် I don't want to lose you ကိုမေးဆုံးရှုံးမခံနိုင်ဘူးကိုမေးတဲ့ဆိုဘာမှမဆိုလုပ်ပေးပါမယ်ကိုမေးတော့မဆုံးရှုံးပြရစေနဲ့အဲ့လိုမျိုးလေးပြောနေတာပေါ့နော် Okayကြည့်အောင် I think we should slow down သူအချိန်လိုအပ်ခဲ့တယ်ပေါ့နော်အချိန်လိုအပ်ခဲ့တယ်သူဘက်ကနေပြီးတော့ break ယူခဲ့ရမျိုးတွေရှိစ Oh my god ဒီနားလေးမှာထားလိုက်မယ် Okay I just wish things were different နော်ကိစ္စတွေသူကလေဒါမှမဟုတ်နှစ်ယောက်ကအရင်ကမှလောခဲ့တာမျိုးပေါ့နော်ဆိုတော့အချိန်တခြားဆောင်းလိုက်ရင်ဒီ connection လေးရတယ်အဆင်ပြေလောက်မဲ့ connection မျိုးလေးလို့မြင်ရတယ်ဒါပေမဲ့နှစ်ယောက်ကအဲ့လိုစိတ်မရှိခဲ့ရမျိုးပေါ့နော်လင်းလင်းမြန်မြန်ပဲတက်လာ I want to start a family with you နော်နှစ်ယောက်ရဲ့ chemistry က insane အရင်ဖြစ်သွားတာလည်းပါတယ်နော်အရင်ကမှအဆင်ပြေပါလေဆိုပြီးအဆင်နေတက်သွားကြတာမျိုးတွေပေါ့နော်ဒါပေမဲ့ပြီးတော့မှတကယ်ညှိယူကြမယ်ဆိုတော့မှတယောက်နဲ့မကိုက်ညီရမျိုးတွေရှိရ be more selfish နော်ရပါတယ်အခုချိန်မှာ main selfish ဖြစ်လို့ရတယ်ပေါ့နော်မင်းတကွန်ဆန်လို့ရတယ်မင်းအတွက်ပဲမင်းရွေးပါပေါ့နော်မင်းအတွက်ပဲမင်းရွေးချယ်ပါပေါ့မင်းကြောင့်ပဲမင်းတွေးပါပေါ့နော်သူအဲ့လိုပြောထားတယ်ဆိုသူ့ဘက်ကိုလက်မကြည့်ပါနဲ့ let me hold you နော်ဒါပေမဲ့သူ့ဘက်ကကိုလက်မလွတ်နိုင်မှာခုနှစ်ကနေမြင်တယ်နော်အဲ့တော့တစ်ဖက်တော့9ရက်နေ့မွေးတာ9လပိုင်းမွေးတာအဲ့လိုလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တင်ပေါ့နော် quality သမားတွေက9ရက်9လမွေးရ4ကနန်းသမားတွေမြင်ရတယ်9ကနန်းသမားတွေ10ကနန်းသမားတွေပေါ့နော်ဒီကနေ့ထပ်တွေ့ပြီပေါ့နော် If I ask you to stay would you leave နော်ငါနာမှာမင်းကိုထပ်နေဖို့ပြောရင်ရောမင်းကထားခဲ့မှာလားတဲ့နော် Okay what a message နော်ကျွန်တော်ထပ်ကြည့်ချင်တယ်ဒီ Hermit deck ကိုအရင်သဘောကျတယ်ထပ်ကြည့်ကြရအောင်နော်နည်းနည်းပေါ့နှစ်ကတ်သုံးကတ်လောက်ပါပဲခဏလေးပါနော်ကဲရင်ထုတ်လိုက် Okay ရပြီThank you. I want you to choose. သူ့ရွေးချယ်စေချင်တယ်တဲ့နော် I want you to choose. သူ့ရွေးချယ်ပေးပါပေါ့နော်သူလို့ပြောတာမျိုးတွေ့ရတယ် I just want space နော်သူ space လေးလိုတယ်သူအေးဆေးလေးနေချင်တယ်ပေါ့နော်သူအချိန်လေးဒီမှာလည်းပြော we should slow down နော်သူကအမြဲတမ်း private တိုင်းလိုအခက်လူတယောက်လိုမြင်ရတယ်နော်ဆိုတော့ तू ကအဲ့လိုနည်းနည်း privacy သူ့ရဲ့ privacy သူတန်ဖိုးထားတယ်သူကိုသူအရင်တန်ဖိုးထားတယ်သူကိုသူအရင်ချစ်တယ်အဲကြောင့်ကိုကလေကိုချစ်ဖို့လိုအပ်နေရလို့ तू ပြောတာပေါ့နော် Do you think about me too မင်းငါကြောင်တွေးမိလားနော် तू တွေးတယ်လို့တွေးမိလား me too ဆိုတော့နော် तू လည်းတွေးမိတယ်ပေါ့ तू လည်းတွေးမိရောမင်းရောငါလိုတွေးမိလားအေးဆုံးပါနော်
ရအဆက်တွေပြန်ရလာဖို့တော့မြင်တယ်နော်သူဘက်ကနေဆက်တွေလာချင်တာမျိုးတွေရှိတယ်နှစ်ယောက်ကြားထဲမှာလေအကယ်၍များပြန်တွဲဖို့တွေပါလေဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါမှမဟုတ်လေဒီလက်ရှိ current relationship ဆိုလည်းပြန်အဆင်ပြေသွားဖို့တွေအခြေအနေလေးတွေမြင်ရတယ်ပေါ့နော်ကဲကြည့်ရအောင်ကျွန်တော်တို့အစာအရှိကြီးမကြည့်ခင်ကျွန်တော်တို့အတူလေးကြည့်ရအောင်နော် okay ထုတ်လိုက်ပါပြီခဏလေးပါ okay missing you 24/7 missing you 24/7 14နာရီ9ရက်เนาะကိုသတိရတယ်တဲ့ you are my handshake shaker เนาะကိုကြောင့်သူရင်ခုန်ရတယ်ကိုရဲ့သူကသူ့ရဲ့နှလုံးသားကိုဂိုင်လုံနိုင်တယ်ပေါ့နော် a secret question I hope you know သူကိုစောင့်ကြည့်နေရမျိုးတွေရှိရဲကိုသူတိတ်တိတ်လေးပေါ့နော်သူခံစားချက်ကိုလည်းသူထုံမပြချင်ဘူးသူI will never forget the moment I realized I love you ငါမင်းကိုပေါ့နော်ချစ်မိသွားပြီဆိုတော့ငါတတိထားမိလိုက်တဲ့အချိန်ကိုငါဘယ်တော့မှမမေ့ဘူးပေါ့နော်အရင်ကောင်းတဲ့ feeling လေးဖြစ်လိမ့်မယ်သူ့ဘက်ကအဲ့တော့ nostalgia ဆိုတဲ့ vibe လေးပေါ့နော်သူကကိုယ်နဲ့ပတ်သက်တဲ့ memory အားလုံးအမြဲတမ်းတတနဲ့ပြန်စဉ်းစားနေရပြန်တွေးနေရမျိုးတွေရှိနေရနော်ဟုတ်ဆိုတော့အဲ့လို memory မျိုးသူတခြားသူတွေနဲ့မရဘူးလို့ပြောရဲထမ်းတော်တယ်နော်ဒီလိုကလေ sexual desire များတယ်နော်ဒါပုံမှန်လင်းပြောတာပါsexual desire များတယ်ကိုယ်နဲ့ပတ်သက်ပြီး physically ပေါ့နော်ကိုယ်အရင်သဘောကျတာမျိုးဖြစ်နိုင်တယ် late night conversation နော်နှစ်ယောက်အတူတူညဘက်တွေပြောခဲ့ရတဲ့အခြေအနေတွေနှစ်ယောက်ကအဲ့လိုမျိုးပေါ့နော် line ပေါ်ကနေစကားပြောရဆိုရင်ပေါ့နှစ်ယောက်ကြားမှာလွန်လွန်ကျူးကျူးအခြေအနေလေးတွေကိုမြင်တယ် line ပေါ်ကနေပြောတာပေါ့နော်ဖုန်းထဲကနေပြောတဲ့လွန်လွန်ကျူးကျူးအခြေအနေလေးတွေလည်းဖြစ်ခဲ့ရမျိုးတွေတွေ့ရတယ်မဖြစ်တဲ့သူတွေလည်းဘာမှတော့ကိစ္စမရှိဘူးเนาะဒါမြင်တာလေးပြပြပေးတာသူကရှက်လေးရှက်တတ်တယ်ခင်ဗျားနဲ့ပတ်သက်လို့အိမ်မက်တွေတပုံကြီးရှိပါတယ်တဲ့เนาะသူကိုနဲ့ပတ်သက်ပြီးလှုပ်ချင်တာလေးတွေရှိရယ် trust issue เนาะသူမှာ issue တွေရှိရမျိုးပြဿနာတွေရှိရမျိုးတွေ့ရတယ်ဒီလားဒီမှာလည်းပြောခဲ့သူကိုပေါ့နော်ကိုကသူ့ထားခဲ့မှာကြလို့သူကရင်ထားခဲ့တာဆိုရင်ဟာမျိုးတွေပေါ့နော်အဲ့တော့သူကအရင်အတွေးလွန်တတ်ပြီးတော့သူ့ကိုသူအရင်ကကွယ်ပြီးတော့ defensive ဖြစ်တယ်လို့ဆိုတော့ခံစားရတယ်နော်1 million နော်ကိုလိုလူမျိုးကသူ့ဘဝထဲမှာပေါ့နော်အဲ့လိုတက်တန်းမှာတယောက်လိုပုံစံမျိုးသူအဲ့လိုကိုလိုလူမျိုးသူနောက်တစ်ခါထပ်တွေ့ဖို့မလွယ်ဘူးပေါ့နော်သူအဲ့လိုလေးတော့ပြောတယ်မင်းကကိုနဲ့ပဲလိုက်ဖက်တာပါတဲ့နော်အဲ့လိုမျိုးလေးတွေ့ရတယ် I don't deserve it ဒီလိုအချိန်ကြီးဒီလိုမျိုးကိုမျိုးဆုံးရှုံးရမျိုးကိုမထိုက်နိုင်ပါဘူးကွာကိုမျိုးမဆုံးရှုံးချင်ဘူးပေါ့နော် ready for love ငါအချစ်တွေ ready ဖြစ်နေပြီထင်တယ်အဲ့တော့နှစ်ယောက်ကပြန်ဆုံနိုင်ချေရှိပါတယ်အဲ့တော့ကေကွတ်တို့ပြန်လို့ချင်တယ်ဆိုရင်တော့ပြန်လာမှာပေါ့နော် you had me at hello နော်မင်းနဲ့ကိုနဲ့စပြီးစကားပြောတဲ့အချိန်ကလေးကကိုကမင်းနှလုံးသားကိုကလိုချင်ခဲ့တာပေါ့နော်ကိုနှလုံးသားထဲမှာမင်းရောက်သွားပြီပေါ့နော်ဒါဆိုအဖေကဘာလဲနော်အကယ်၍များကိုဘက်ကမင်းကိုပြန်ပြီးတော့ပေါ့နော်ချစ်ဖို့ပြန်ပြီးတော့ຫນွေဖို့ကိုကြိုးစားလာတဲ့အခါမှာမင်းဘက်ကကိုဘယ်လိုတုံ့ပြန်လာမလဲတဲ့နော်သူ့လိုလေးမေးထားတယ်ကဲအဲ့တော့အတိတ်ကလေးမကြည့်ခင်ကျွန်တော်ဒါလေးကိုကြည့်ချင်တယ်နော်ဒီ card လေးကိုကြည့်ချင်တယ်ကဲဘာပြောချင်နေလဲနော်one day တတိယပြီး one day နေရဆိုတာဘာလို့လဲနော် collective သမားတွေနဲ့ပတ်သက်ပြီးတော့တတိယပြီး one day နေရသူဘာပြောချင်နေလဲနော်လို့ကြပါအောင်ထပ်ကြပါဦးမိုးရသည်ကနော်ဆွေးလို့အရင်ကောင်းတာနော်ကျွန်တော်နိုင်မှာလေ SIC ရဲ့မိုးရသည်ရဲ့ဆိုတဲ့ချင်းလေးကြားရတယ်ဒီလားအကယ်၍အဲ့လိုဆွေးချင်တဲ့ motivation အဲ့လိုမျိုးလေးသွားနားထောင်ကြည့်ပါနော် This love is a mirror see yourself through it နော် okay ဒါတော့နည်းနည်းစမ်းကြပါလေဒါကြောင့်နည်းနည်းပို့ပြီးပြောရမယ်ပေါ့နော်ဒါတော်တော်များများသိကြမှာပါ mirror ရိုက်တယ် reflection ဖြစ်နေရဆိုတာကိုဒါကြီးကတစ်ဖက်သူอ่ะပေါ့နော်တစ်ဖက်သူကကျတော့နည်းနည်းဟိုရှစ်တက်တယ်အရင်အတွေးလွန်တတ်တယ်တခုဆိုအစိုးရတွေးလိုက်တာတော့ပါတော့အဲ့လိုမျိုးရှိနေဆိုဒီလိုမျိုးမကောင်းတဲ့အကျင့်ပဲပြောမှာပေါ့နော်ဒီလိုအားနေချက်က maybe ကို့မှာလည်းရှိနေရမျိုးဖြစ်နိုင်တယ်သိလားဆိုအဲ့လိုမျိုးကွာဒီလားဒီ energy ရတယ်နော်အဲ့တော့ကိုပြန်မြင်နေရတာကွာဒီလားအဲ့တော့အကယ်၍ကွာသူနဲ့ဆင်ပြေခြင်းတော့လေသူ့လိုမျိုးအချက်တွေကို့မှာဘယ်လောက်တောင်ရှိနေလဲဆိုတော့ပြန်ပြီးတော့စဉ်းစားကြည့်လူတွေကတစ်ခါတလေကြရဲ့လူတယောက်ပေါ်မှာပြင်းပြထန်ထန်ဆက်ဆံမိတယ်စိတ်ဆိုးမိရဆိုတာကကိုအဲ့လူစီမှာပြန်မြင်နေရလို့တဲ့ဥပမာအဲ့လူကရိုင်းနေပေါ့ maybe ကိုကလည်းအဲ့လိုရိုင်းဆိုင်မျိုးရှိခဲ့ဘူးလို့ဒါမှမဟုတ်အဲ့ရိုင်းတာကိုမကြိုက်လို့လည်းဖြစ်နိုင်ပါတယ်ဒါတချို့လူတွေတက်ပါတချို့ကကျတော့ကိုရိုင်းကအဲ့လိုမျိုးတွေလှုပ်ဖူးတဲ့အတွက်ကြောင့်မလို့အဲ့လို feeling ကြီးကိုမကြိုက်လို့ဒီလူပေါ်ကိုအပြစ်တွေပုံချဖို့ကြိုးစားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်တိလားချွေတက်ကကြောင့်တစ်ဖက်သူကသစ္စာမရှိဘူးဒါပေမဲ့ကိုရိုင်းကလည်းနည်းနည်းပေါ့နော်သိရမလားဥပမာငါရဲ့ကောင်လေးက
နော်မကဲစီကျမရဲ့ကောင်လေးကတော့ကျမကိုပေါ့နော်ဖောက်ပြန်နေရဲဒါမှမဟုတ်တပ်ပတ်တီးရနေတယ်ဒါမှမဟုတ်တခြားကောင်မလေးနဲ့စကားပြောနေတယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆိုရင်တစ်ခါတည်းကြရင်ကိုရိုင်းကလည်းသူ့လိုမျိုးလူမျိုးဖြစ်နေတတ်တယ်ဒါပေမဲ့ဒါကတော့ရှားတယ်သူအကုန်လုံးတော့အဲ့လိုဖြစ်တယ်လို့မဆိုလို့နော်အကုန်လုံးကကိုဖြစ်နေတယ်လို့သူကလည်းဖြစ်နေရမျိုးမဟုတ်ဒီလိုမျိုး connection တွေများသားတဲ့ twin flame တွေပေါ့နော်သူနဲ့ကိုနေရတူညီနေရများတယ်တူညီနေရများတဲ့ကြောင့်မလို့သူ့မှာရှိနေအားနေချက်တွေလည်းကိုယ့်ရဲ့အားနေချက်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကလေ soul connection တွေမှာတော့အများစုခံစားရလိမ့်မယ်သေးတာအဲ့ feeling ကတော့လေပုံမှန်လူတွေဆိုရင်တော့မခံစားရတော့ဘူးနော်You're on the right path အမေအခုတော့ mechanic လမ်းကြောင်းပေါ်ရောက်နေပြီရဲ့နော်အဲ့လိုလေးပြောထားတယ်ကဲနောက်တစ်ခါတော့ထပ်ထုတ်မယ်နော် You are enough even if they couldn't see it နော်ဒီလူတွေဒါတော့အတင်းအတွက် vibe message လေးဖြစ်မယ်ထင်တယ်နော်ဒီသူများတွေတင့်ကိုမပြောပြရင်တော့မှတရားလုံလောက်တဲ့သူတရားဖြစ်တယ်ပေါ့နော်ဆိုတော့ကိုအများကြီးပြောင်းလဲဖို့မကြိုးစားဘဲနဲ့ကိုအရှိတိုင်းချစ်ပေးပေါ့နော်long hair with glasses and fair skin ဒါတော့တင်လည်းဖြစ်နိုင်တယ်တင်ရဲ့တစ်ဖက်ပါနာလည်းဖြစ်နိုင်တယ်စပင်းရှိတယ်မျက်မှန်တထားတယ်ဒါမှမဟုတ်အဲ့လိုဘယ်လိုပြော fair ဖြစ်တဲ့ skin ဆိုတာကတော့လေအရင်ဖြူဖွေးပြီးအဲ့လိုပြောင်လက်နေရမျိုးတော့မဟုတ်အဲ့လိုကြည့်လိုက်တာနဲ့အသားလေးကအဲ့လိုမျက်စိပတာတာရှိရလို့ပြောလို့ရတယ်ကွာဒီလားလို့ဖြူလေးနဲ့ဝင်းလေးပေါ့နော်ဝင်းလေးမှာအသားဆိုအရင်ညိုရဲပါလည်းမတော်ဘူးเนาะတကယ်လို့အကယ်၍များဖြူရဲဆိုရင်လည်းပေါ့နော်သူကကြိတ်ကောင်းအောင်ဖြူတာပေါ့နော်ဆိုတော့ညိုရဲဆိုရင်လည်းသူကအဲ့လိုညိုမဲဆိုရင်နေရာမဟုတ်ဘူးအဲ့လိုအရင်မဲသွားတဲ့ဘက်လည်းမတော်ဘူးအဲ့လိုညိုဆူဆူလေးပေါ့တားကြီးဆူဆူပြပြလေးအဲ့လိုခံစားချက်မျိုးလေးပေါ့နော်ကဲအစ်စ်လေးလုပ်ပေးထားတာဆိုတော့အရင်ရေခုံနေပြီမြန်မာလူကြီးပဲဗမာလူကြီးရေးပေးထားတာပေါ့နော်ကဲကြည့်ရအောင်ကျွန်တော်9ကက်လောက်ထုတ်လိုက်မယ်ဒီကနေနော်ထွက်လာပြီတကက်โอเคကဲဒီမနေ့ပြဒီရနေရတူတဲ့ကဲโอเคတကက်ပဲကျွန်တော်နေရေခုန်နေပြီโอเคကဲဒါမဂက်စကိုရန်ရေးထားပါပေါ့နော်အထီးကျန်မှုကတစ်စီတစ်ကောင်လိုပဲအရင်အထီးကျန်နေရတယ်နော်အရင်အထီးကျန်နေရတယ်သူကိုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်နော်သူ့ဘဝကြီးမှာအရန်အောင်မပြင်းမှုကောင်းနေကိုမရှိနေတဲ့အချိန်မှာသူ့ဘဝကြီးကအသက်ရှင်ရအတိတ်ပဲမရှိတယ်လို့ပဲဘယ်ချိန်ကစပြီးသဘောကျသွားမိလဲမသိပေမဲ့မင်းကငါ့ကိုတော်တော်အနိုင်ရနေပြီဆိုတာပဲငါသိတော့တယ်တဲ့โอเคမလိုလေးလုပ်ပေးထားတယ်ချစ်စရာလေးနော်သူပဲရှင်တော့ကိုယ်စပြသဘောကျပါလေရောသူမအိပ်မိဘူးသူသတိမထားမိဘူးပေါ့နော်ဒါပေမဲ့ကို့เจ้าနေပဲသူအမြဲတွေးနေမိလို့ပေါ့နော်သူအရန်ကိုကသူ့အရန်စိုးမိုးထားနိုင်တယ်လို့သူပြောတာပေါ့နော်ကိုကစိုးမိုးကြည့်ပေါ့နော်တလန်းလမ်းမိလိုက်တယ်အဆင်မပြေပါဘူးနောက်တလန်းပြန်ဆုပ်လိုက်ရတယ်အစဲသက်မဖြစ်သေးပါဘူးတလန်းထက်လန်းမိပြန်ပြီနောက်တလန်းနောက်ထပ်တလန်းနော်ရှေ့တိုးနောက်ဆုပ် energy လေးမှကစီပေးထားတာပါနော်ရှေ့ကိုတိုးလာတယ်အဆင်မပြေတော့ဘူးထိမ်မျိုးနောက်ဆုပ်သွားတယ်သူ့ကိုသူအစဲသက်မဖြစ်သေးပါဘူးပေါ့နော်ဒါပေမဲ့ရှေ့ကိုထက်တိုးလာရဲဆိုရင်ဟာမျိုးပေါ့ဒါကတော့ miss signal လို့လည်းခေါ်တယ်ရှေ့တိုးလိုက်နောက်ဆုပ်လိုက်ကိုကစားလို့ရစိတ်နေတော့မဟုတ်ဘူးသူ့ရဲ့အတွေးအကြောင်းပဲရှေ့တိုးနောက်ဆုပ်ဖြစ်နေတာပေါ့နော်ငါကတောင်းပန်စကားတော့ဖွင့်မပြောရဲသူက yes ဒီမှာသူ sorry ဆိုရဟာမပြောပါဘူးလားလို့လေကျွန်တော်ကြည့်နေရနော် sorry ဆိုရဟာတော့မပြောပါငါကတောင်းပန်စကားတော့ဖွင့်မပြောရဲသူပါเนาะတောင်းပန်ဖို့တော့မကိုနောက်သူမလာရဲဘူးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ကဲနောက်ဆုံး okay terror တွေမင်းနေရလားတဲ့အခုတော့ကြည့်နေရကြည့်အောင်သူတို့ဘာပြောကြလဲတဲ့ကိုမေးဖို့သူတို့ပြောနေရလားပေါ့နော်ဒိုးနှစ်ယောက်ကဘူးစာမပါရဲ့အကြောင်းနေလားတဲ့ကိုကဒီလိုနဲ့ပတ်သက်ပြီးတော့ terror တွေသွားမေးနေရရှိရဆိုရင်ကွာ terror ကရတဲ့အဖြေကဒီလိုမူပုံလုပ်ဖို့ဒီလိုမေးဖို့ဒီလိုနဲ့အဆင်မပြေတော့တဲ့အကြောင်းပေါ့နော်ဆိုအဲ့လိုမျိုးတွေပြောနေရများလားမသိဘူးနော်ဆိုတော့အဲ့လူကအဲ့ဒါတွေကိုသူခံစားမိနေရပေါ့နော်ဆိုတော့ terror ဆရာကြီးတောင်းလို့သူ့ကိုကမုန်းသားမှာသူကအရင်ကြောက်နေရမျိုးရှိရနော်မာကက်စ်ကိုတိုင်းလာဖက်နေအောင်ပဲတော့ကြာမာကက်စ်ရောက်လို့မုန်းသားပြီရော okay ဟော next okay ဒါတော့မရှိတော့ပါဘူးဒီမှာမေတ္တာနဲ့ထွေးရင်လည်းမနှွေးတော့ပါလားချစ်ရဲ့နော်မေတ္တာရှိပြီးတော့တကယ်နားလည်မှုတွေမရှိတဲ့အခါမှာပေါ့နော်တကယ်ကိုရှေ့ဆက်တက်ဖို့အတွက်တယောက်ပေါ်တယောက်နားလည်ပေးနိုင်ဖို့အတွက်နော်နားလည်မှုတွေအပြန်လည်မတိဆောက်နိုင်တော့တဲ့အခါမှာတော့မေတ္တာနဲ့ထွေးတော့လည်းမနှွေးတော့ပါဘူးပေါ့နော်ထွေးရဆိုတဲ့ခံစားချက်လေးပျောက်သွားပြီးတော့ ADA ဆက်ဖြစ်သွားတဲ့အခြေအနေလေးတွေကိုဖုံညွှန်းသွားပါတယ်နော် sorry လို့ finally သူ sorry လို့ပြောပြီ
မင်းကိုလက်လွတ်လိုက်ရလို့ကိုအရင်နာကျင်ရတယ်ပေါ့နော်ဒီလိုနာကျင်ရတဲ့ဟာကို तू သိပါပြီပေါ့နော် sorry ပါတဲ့ oh my god ဝမ်းနေစရာလေးနော်ဝမ်းနေစရာလေးရယ် okay ပါပြီပြဒီဗီဒီယိုလေးကတော့အကုန်လုံးကိုဟတ်ထိသွားစေမယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့အကဲစိတ်ထဲမှာတစ်မျိုးပဲပေါ့နော်ဘာလို့ဒီဟာလေးရေးပေးထားရတာပဲအရင်တော့ပြောတယ်အချို့ဟာလေးရလည်းအုံကျုံလေးပါပေါ့နော်အချို့ဟာလေးရလည်းကျွန်တော်ခန်းစားမိတဲ့လောက်လေးပေါ့နော်အချို့ဟာ J lyrics လေးလည်းပါတယ်ဒါဆိုရင်တော့ဝတ္ထုတွေကစာသားပေါ့နော်ဒါဆိုသိမှာပါအချို့စာဖတ်ပရိသတ်တွေဆိုရင်ဆရာမမမွေးအင်းလျားရဲ့ဝတ္ထုတွေမှာပေါ့နော်ပျော်သောလမ်းမှာစံတော်ဆိုရယ်ဝတ္ထုပေါ့အဲ့ဒီမှာဆိုရင်မေတ္တာနဲ့ထွေးရင်လည်းမနှွေးတော့ဘူးမောင်ရဲ့ပေါ့နော်အကိုရဲ့ပေါ့အမကိုပေါ့ဆိုတော့ okay အဲ့တော့ဘာဖြစ်ပါကျွန်တော်တို့တစ်ဖက်သူရဲ့ sign အနေနဲ့ကျွန်တော်ပြောခဲ့လိုက်တဲ့ထင်တယ်နော် Capricorn လည်းဖြစ်နိုင်တယ်နော် Taurus Capricorn Libra Gemini Aquarius Sagittarius ပေါ့နော်အဲ့ energy အရင်ကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော် Aries energy လည်းရတယ်နော်အဲ့တော့ okay ဘာဖြစ်ပါဗီဒီယိုလေးကိုအမြဲတမ်းစောင့်ကြည့်ပေးကြတဲ့နားထောင်ပေးကြတဲ့တဦးတယောက်စီတိုင်းကိုထူးထူးကျေးဇူးတင်ရှိပါတယ် workshop လေးလည်းလာ join လို့ရပါပြီ personal reading လည်းမေးလို့ရပါပြီအမြဲတမ်းကြည့်နိုင်အောင်လို့ subscribe လုပ်သွားဖို့လည်းမမေ့ပါနဲ့တတ